ခွဲစားရောက်ရတော့ဘယ်ကောင်းမှမမြင်ဘယ်တော့မှလည်းဟိုရှော်လီလေးတော့ရောက်နေဆိုဒီကောင်လေးကဒုက္ခရောက်မှမြင်အောင်နေတော့ဟိုအောင်မလား哎呦，妈呀！呀အောင်ဝဲ呀အောင်ဝဲဆရာကြီးကတော်တော့လို့ပြောလို့ငါတို့မှာတရားတော့မဖြစ်သေးဘူးဆရာကြီးကကောင်းပေါ်တက်တော့တယ်ငါပြစ်တယ်လေရအေးတရားရဖို့ပြောတော့ဘာလို့ရလဲဟာအေးဘာခင်ဗျားတို့ရွှေအောင်စားပြီးမွေးလာလားဟမ်တော့ဘယ်လောက်စစ်သက်ရှိအေးညတကကြောက်ကြခတ်တီလို့ခင်ဗျားတို့ကဲလို့မိချိုးနေနားလဲလား ကျောင်းတကယ်ကြီးရိုက်ခံရတဲ့အချိန်မှာကျောက်တော့မရှိလို့ပေါ့ ရှိလို့အချိန်ကိုစုပ်ဖမ်းရမယ်